Yo အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့တော့အရန်ကို high pin ဖြစ်နေတဲ့ sneaker ကို unboxing လုပ်ကြမယ်ဒါပေမဲ့ unboxing ဆိုပေမဲ့ကျွန်တော်ဒီရလာတာလည်းကြားပြီကျွန်တော်ဖွင့်လိုက်ကြည့်လိုက်တင်လိုက်ပြီးတော့လေအခုလို unboxing လုပ်နေတာလည်းကြားပြီဗျာလေ3ခေါက်4ခေါက်လောက်ရှိပြီဒါပေမဲ့လောက်လိုက်တိုင်းလို့အရင်ကြီးလိုအပ်နေတဲ့ data တွေအများကြီးဖြစ်နေရတယ်都是然后不了是吧？还有，我现在搞哪个？还有其他还有要不要？把些吧，能ဖြစ်တယ်ဒီရှာလေးဖြစ်အောင်ခု data တွေကိုတက်တဲ့လောက်စုတယ်ရတဲ့လောက်ယူထားတဲ့ data လေးကိုဖော်ပြရင်းနဲ့ကျွန်တော်ခုချက်ချင်းပြမှာပါအဲ့ဒီကရလာတော့ရောက်စားကတော့ကျွန်တော်အသားတွေပါတုံသွားတဲ့ထီရလို့တားယူ high pin ဖြစ်သွားတယ်ဆိုပေမဲ့နည်းနည်းကြာတော့နည်းနည်းတော့လူသွားပါတိုင်းပဲတစ်ခုရပြီနောက်တစ်ခုထပ်ရချင်းနဲ့ပြင်ချိုးသွားတယ်ဒါလူတိုင်းပဲလေဒီပေါ့ခေါင်းပေါ့မဖွင့်ခင်ကတမိုင်းကြောင်းနေပြပြမယ်ဘာလို့လဲဆိုတော့ကိုချင်းမီပြောတယ်တရားမွေးခင်ကိုချင်းမီရဲ့ဟောလေကြည့်ပြီးအဲ့တော့သူပြောအရင်နှစ်ကလေးအဲ့တော့ကြည့်ပြီးလေရန်ကြီးကိုစိတ်ဝင်စားနေခဲ့တာလေပါတယ်ဒါပေမဲ့အခုဈေးကျလာတဲ့အချိန်မှာဝယ်လိုက်တယ်ဝယ်လိုက်ပြီးမှရလာတော့လည်းမဆိုးဘူးဆိုပေမဲ့သူပြောတဲ့အတိုင်းပဲဒီတမိုင်းကြောင်းကအဓိကလိုအပ်တယ်တမိုင်းကြောင်းတည်ပုံမိုက်တယ်ဆိုတော့ကျွန်တော်တမိုင်းကြောင်းစုံစမ်းကြည့်တော့ဆိုလို့ဆိုတော့သူကArtifact ကထုတ်ထားတယ်ပေါ့ Artifact က2019က Chris ရဲ့ Ben White ရဲ့ပြီးတော့ Steven ရဲ့3ယောက်ပေါင်းပြီးတော့ထောင်ထားတဲ့ digital fashion ဟာပေါ့သူက digital fashion ရဲ့ gaming skin ရဲ့ sneaker ဆိုပြီးတော့3ခုကိုအဓိက target လုပ်ပြီးတော့ထောင်ထားခဲ့တဲ့ဂုဏ်ကြီး Artifact ပါဒီ Artifact ကို2019မှာထောင်ခဲ့တယ်ဆိုပြီးတော့2021မှာဒီ Nike ကိုယူလိုက်တယ်ပေါ့ယူလိုက်တယ်ဆိုတာကအပိုင်ဝင်လိုက်တာလားတော့မဟုတ်သူတို့ဘယ်လိုကစားကြလဲဆိုတဲ့ဒီ business problem တွေကတော့တည်တံ့မသိဘူးဆိုမဲ့သူတို့ကအကျူအရာယူထားတယ်လို့တော့တည်ရဝယ်ထားတယ်လို့တော့ကြားတယ်ဖတ်လိုက်တယ်အဲမှာဒီကောင်ကဒီအဲ့ဒီအချိန်မှာအဲ့ကစပြီးတော့ဒီသူက Nike ရဲ့အဓိကပြေးလန်းချောင်းပေါ်မှာအဓိကကစားနေတဲ့သူကလည်းဖြစ်သွားတာပေါ့game ရဲ့မှာဒီ company လေးဖြစ်သွားတာပေါ့ဒီ ban တွေပါတယ်ရှိတယ် game over ဒီ ban မဟုတ် combat store ဆိုရင်တော့မှ combat store ဆိုရင်လည်းသူတို့ထိုင်သူတို့ Nike ကဝယ်ပြီးတော့သူတို့ရွှေ့ကစားနေကြတယ်မှာဒါဒီ futuring လို့တက်မှာဒီ device ဒီကြော်ညာမှာဆိုလဲ the future is now you are stepping into the future လို့မျိုးဒီ future ရောအရန်ကြီးကို hype ထားတယ်ပေါ့ဒါပေမဲ့ထပ်ပြောပြချင်တာကဒါကတော့ခါမှပြောပြမှာဆိုမယ်2025ဒီကုန်သွားတဲ့အချိန်ကျ2025ကုန်တဲ့အချိန်ကျရင်ဒီအခုဒီ FC chip ရဲ့ဒီ FC chip ကိုနည်းနည်း authentic စစ်တဲ့ problem နည်းနည်း little problem တွေဖြစ်နေတော့2016လောက်ကျရင်ဒါကထပ်ပြီးတော့ဘယ်လိုမျိုးပိတ်သိမ်းခရော့လုပ်ပြမလားဘာလုပ်ပြမလားတေချာမသိဘူးဆိုရင်ဒါကအဲ့လိုမျိုးလုပ်ပြလိုက်တော့ဒါဒီရဲ့စီကတော့ချင်းနေစိုးနေစေးပူကြလာမယ်လို့ထင်ပါတယ်ကျွန်တော်ဝယ်လိုက်တဲ့ချိန်တော့သေးကြတယ်ပါတော်တော်ကြတယ်ပါပြီစကအရင်နှစ်ကကိုဂျီမီနိုဝယ်တဲ့ချိန်ကဒေါ်လာတော့မဟုတ်ကျွန်တော်ဒေါ်လာနဲ့မဟုတ်ဘူးကျွန်တော်ကင်တာကရေဂျပန်ကဆိုရန်နဲ့ကင်တော့အဲ့တော့ရန်1140လောက်တက်တယ်ခုက6000 9000 9000နဲ့ရလာတာပေါ့အဲ့လို9000နဲ့ရလာတယ်Artifact KT Artifact ပါ Artifact နဲ့ Nike နဲ့ပေါင်းထားတဲ့ collab လုပ်ထားတာပေါ့ကောင်းပေါ့ဘူးခွန်ကတော့အရမ်းမိုက်တယ်ပြောမယ်အရန်မြင်ဘူးနေကြဘူးနေနဲ့လုံးဝမတူပဲကွယ်ပြားနေတဲ့ဟာပေါ့မိုက်တယ်တော့မိုက်တယ်တင်မလား Nike က just do it Artifact က the future is now just do it for future ဒါပဲအဲ့လိုပြောအောင်သိလို့ဒါပဲအဲ့လိုပဲချက်ချင်းကိုတွေးခေါ်နေကွာကိုအဲ့လိုလေးဖင်ရပြီးပြောလိုက်တယ်ဟောဗျာရှားစားဘူးခွန်တော်တော်သဘောကျတယ်ဘူးခွန်သဘောကျဆိုတာကအရင်ရဖူးတဲ့ဘူးတွေရှိအရင်ရရဖူးတဲ့ဒီရွက်UNC ဆိုရင်ဒီလိုရိုးဖွင့်နေဒါပေမဲ့ဒီဘာရ rap တွေကတော့တော်တော်မိုက်တယ် rap ကတော့ကျွန်တော်တိကျမပြတော့ဒါပေမဲ့ရေးလည်းမကြည့်ဘူးဒီကွာတောင်း hype တောင်းအမှန်ဆိုမဟုတ်တော့ဒီ rap တွေမိုက်တယ်ပြီးတော့ဒီလိုကိုဘာညာတိကျဖန်တီးထားပေးတယ်ဆိုပေမဲ့ဒီခေါင်းထဲတူတော့တာ
အဲ့လို Royal ဟိုရွှေစွဲရမယ် Royal ဆန်တော့ the Royal ဆန်တော့ဘယ်နေခွာကြတော့လုံးဝဖြူရှာရင်လုံးဝနာကခုဒီသုံးထားတဲ့အရာကိုဒီ box ရဲ့အရာကဖြူရှာနေပြီခုနောက်ပဲတီးထားမိလားမသိဘူးဖြူရှာရင်ကအရာကမှန်လဲမမှန်ဘူးအဲ့လိုတောက်လဲမတောက်ဘူးဒါပေမဲ့နည်းနည်းမှန်နည်းနည်းတီးဖြစ်တဲ့အရာမျိုးသွားတာများတို့မှဒီလိုခဲအောင်လို့အဖြူဆိုလဲအဖြူနဲ့လေအဖြူလေးလေးလေးတွေတုံးတာများအဲ့လိုအရာလေးလေးလေးတွေတုံးလာတာများလာတယ်ဖြစ်ပေါ့ပြောရင်တဲ့ဖြူရှာရင်ပြီးတော့အရင်လိုမျိုးပုံတော်ကြီးတို့ plain တုံးနေချောင်းလို့ကားကြီးကျင်ပြီးမှာပါခုနောက်ပဲထွက်တဲ့ကားရဆိုရင်တေချာကြည့်တတိထားမိလိုက်မော်ဒယ်တွေပေါ့လေအဲ့နဲ့ပြောတာကကားမော်ဒယ်မို့တော့အခုစနီကာပဲထပ်ပြောပြဘူးခုစာဖွင့်နေတဲ့အချိန်မှာတော့ဘူးကအဲ့လိုစောနာတော့ဒီလိုဖွင့်ရတဲ့ဟာမျိုးပဲနဲ့ဒီလိုယူရှာရင်းစစမ်းဖွင့်ပြရတယ် rap ကတော့ mic တယ်ကျွန်တော် rap ပို့တော့ကြားတယ်အဲ့မှာလည်းထပ်သွားနေတယ်ဒီလိုဒီဝင်းစားလာတဲ့အချိန်မှာဒီကောင်လေးပေါ့ဒါလေးကစတေကာလေးပေါ့တက်မလားဘာမှတော့ဟိုထိုးတုံးမမြောက်ဆိုမြဲကျွန်တော်စတေကာလေးကတော့တုံးဝင်ပါတယ်စတေကာလေးမှာစတေကာလေးတော့ကြားရတယ်တော့မိုက်ပါတယ်ဒီတော့ဒါကတော့ကိုဂျီမီ plot ထဲမှာတော့ဒါကဘာလို့ပြောလဲပေါ့ဒီလကဘာပုံမှာခြေချထားတဲ့ RDFK ဆိုလို့ပြောရလို့မြင်ကျွန်တော်ဒါကိုခောက်ခါကြည့်ပြီးတိုက်ပြီးစစ်ပြီးတဲ့အချိန်မှာဒါကဒီ RDFK ဆိုရဲဒီလကဘာလာတော့တခြားတိဘူးတာဘယ်နာလဲတော့တခြားမသိဘူးဆိုပေမဲ့အဲ့လိုနေရာတစ်ခုခုမှာလို့သူတို့ရဲ့စနီကာတန်းရဲ့ရှေ့ဒီအောက်ခံဆိုရဲ့ရှေ့အောင်လို့နေချလာတာဟာပေါ့ဘာလဲဆိုတော့ဒီအားကြီးမှလည်းကျွန်တော်ပြမယ်ဟုတ်ပါအဲ့နားလေးမှာဗျာဒီအောက်ခံဆိုရဲ့အတိုင်းပဲ RDF kit တွေ artifact ရဲ့ logo လေးပါနေတော့ဒါအာကာသဘုဆောင်ရဲ့အောက်ခံဆိုတော့လုံးဝဖြစ်နေတယ်ဘာလို့ဆိုတော့အာကာသဘုဆောင်က1900ကျော်1980လောက်1990လောက်က1990လောက်ကထုတ်လာတာလေခုကဒါက2019မှာထောင်တဲ့ကုမ္ပဏီဆိုတော့တဲ့အတိုင်းပဲ and by the way there's it productive လာပါတော့အဲ့လိုမျိုး AI robot dog လေးပဲဒါပေမဲ့ AI robot dog ကအစတူပွင့်ချင်းတော့ AI robot dog ဘာမှထူးဆန်းလဲပေါ့အဲ့လိုထင်ရဆိုမှဒီတေးချက်ဒီကောင်ကဒီ Cyclo S လို့ထင်တာပဲ Cyclo S က white လားမသိဒါပေမဲ့ကျွန်တော်ထင်တော့ white ပြ white sneaker white ဒီ brand ဒီလိုမျိုးဒီအခု sneaker dan နဲ့ genesis ထွက်တဲ့ genesis မဟုတ်တို့အဲ့ထွက်တာက4ရန်ထွက်တဲ့အချိန်မှာဒါက white sneaker လေးအဲ့လိုထုတ်တာပဲဒီ data နဲ့ဆန်နေပြီးတော့ဒီနားလေးမှာကတို့Nike နဲ့ RDFK ရဲ့ logo လေးထည့်ထားပေးတယ် robot dog လေးပေါ့ဆိုးပါဘူးစတော့ဒီမကြည့် common version ကပဲထင်မယ်ဒါပေမဲ့တခြားပြတဲ့အချိန်မှာတော့လေးနဲ့ဖြစ်တယ်ပြီးတော့ဒါလေးပေါ့ဒါလေးကတော့တို့လောက်ထားတဲ့ sneaker အရင်လေးတွေပေါ့လေဟောမှာကျွန်တော်ဆောင်းပြောတဲ့ advertising မှာလေတို့ sneaker advertising မှာလေပါတယ် you future you stepping into the future မိုက်တယ်အဲ့လိုလေးတို့ရဲ့ sample လေးချထားပြီးတယ် Nike နဲ့ RDFK ရဲ့ logo လေးနဲ့လောက်ထားပြီးတယ်ဒါတော့အဲ့ဒါထားရတော့ပြောတော့ဆက်ဘူးလို့ progression မှာဒါပါမယ်ကျိုးဖို့တော့ပါမယ်ကျိုးဖို့တော့လေပြီးတော့ဒီနှစ်ခုဒီဟာလေးပေါ့ကျွန်တော်စစ်ဆိုတော့သူ့နာမည်လေးနဲ့လောက်ထားပြီးဖန်ပေါင်းပြောလေးတစ်ခုနှစ်ခုပါမယ်ပြီးတော့ဖွင့်လိုက်ပဲလေးလောက်တာဗျာတခုပြောင်းထားလိုက်ပါတော့ကျွန်တော်ထပ်မရှာရှင်တော့ဘလို့တာတနေ့တော့ဖြစ်သွားဆိုမြဲတယ် sorry ပါထပ်ရှာတော့
ဘယ်ရောက်မှမသိဘူးဆိုရင်သူတို့ကောင်လေးရယ်ဒါလေးရယ်သူတို့ဒီနောက်မှာဖြုတ်တက်ဆော့လို့ရမှာလေးပါတယ်ဒီနောက်မှာအော်တက်ကောင်လေးပေါ့ဒါမှဒါလေးကိုဒါလေးမှာတက်တာကြီးပေါ့ဒါတော့တက်ပြတော့ဒါရန်ရေးကြည့်ရလို့တော့ခံစားဘူးကျွန်တော်လေးလို့တက်ပြီးလို့အပူလောက်ရတာကြိတ်လို့ကြိတ်တယ်ဆိုပေမဲ့ဒီဖက်ကတော့အပူမလုပ်ဘဲနဲ့ပူနေပြီးသားဗျာတက်မလားဒီနားလေးဒီလောက်ထားပေးတဲ့ဒီ fashion ကာလာတိုင်းနောက်ခိုင်ကြလာတာလောက်ထားပေးတာအကုန်လုံးလုံးဝလင်းနေနေပြီလားဆိုတော့ဒီတော့ပို့ပြီးပြောပြဒါပေမဲ့နောက်တစ်ခုမိုက်တာခုကတ်ထားတဲ့ဒီလိုနေရာလေးမှာအရှာကိုပိုင်အဲ့လိုပစ္စည်းတစ်ခုခုအဲ့ Apple Watch တွေပါတယ်ကိုဒီလိုအရှာအဲ့လိုတို့တက်လို့ရတဲ့ accession လေးတစ်ခုနဲ့ accession လားပြောရတယ်ကိုမေ့သွားပြီဗျာထပ်ချင်းစားကိုခဲခေါင်းနေနေကြာနေမှာနဲ့ခောက်တော့ sorry ပါဗျာကျွန်တော် there's a little problem with that အဲ့လိုမျိုး Apple Watch နဲ့တက်ပြီးတော့တို့လုံးဝ fashion ခေလို့ရတဲ့ຢာတစ်ခုတော့ fashion လေးတွေပါတယ်ပေါ့ဒါပဲ show လေးရတဲ့အပူပါလေးတက်ပြီးတော့ဒါပဲပေါ့နော်ပြီးတော့ ရှော့လိုက်မယ်ပြီးတော့ဒီက portion တော့ဒါလေးပါဒါလေးကကျွန်တော်တရားသလောက်တော့ဒီ YouTube blog unboxing blog တွေအများကြီးလိုက်ကြည့်တယ်မှာတိလာသလောက်တော့ဒီကောင်ကခွာလို့တားတယ်ပေါ့ prototype လာ maybe I don't know exactly I forgot that အဲ့ဒီလောက်ထား sensitive ပါလေးပေါ့ material လေးတုံးထားတယ်ပေါ့မိုက်ပါ sensitive material တုံးထားဆိုဘယ်မှာ product လုပ်လို့ရတယ်ဆိုတော့ကျွန်တော်ဒါမှမဟုတ်အယောင်တွေပြောင်းတာအဲ့လိုမျိုးအစစ်အတူခွဲလို့ရတယ်အဲ့ဒါကြီးခွဲလို့ရတယ်ပေါ့ကျွန်တော်အဲ့ဒီခါကျတော့ဝယ်တဲ့ဒါ sneaker dunk ကဝယ်တယ် sneaker dunk က logo လေးအောင်ကိုရှိတယ် sneaker dunk က logo လေးပေါ့နော်အဲ့ဒီမျိုး sneaker dunk ကဝယ်ပြီးရှင်မှာကျွန်တော်ဒါကိုစစ်ရတူတယ်ဆိုတာ sneaker dunk ကလည်းအတူတွေပေါ်တယ် stock ကစားလည်းအတူတွေပေါ်ရတော့ကျွန်တော်ကဒီဂျပန်က spider ကိုတွားပြီးတော့ spider sun စီတွားပြီးတော့နောက်တစ်ခေါက်ထပ်ပြီးတော့ leisure shark တဲ့ leisure shark တဲ့ရှင်မှာလေဒါက leisure ဘာလို့လဲတော့ leisure shark နေတော့နည်းနည်းပါးပါတော့ပြောပြပေးလာတယ်ဒီနားလေးတော့ဒီလိုနားလေးအဲ့လိုဆောင်းလာဒီမှာကျွန်တော်ကျွန်တော်အဲ့လိုခရမ်းနေအပြာသွားခရမ်းသွားဆိုမယ်အလင်းကဒဲရိပ်အဲ့လိုဒီမီးထိုးမြတဲ့ချင်းအပြာတန်းလာအဲ့လိုမျိုးအပြာနဲ့ခရမ်းသွားတန်းနေချိန်မှာပေါ့ဒီအဲ့လိုအပြာနဲ့ခရမ်းသွားပဲနဲ့အစိမ်းဖက်ကိုပိုတန်းနေတယ်ပြီးတော့အဲ့လိုအခြားအဲ့လိုတွယ်ဝဲအလင်းရဒဲရိပ်အလင်းရအဲ့ဒဲရိပ်အလင်းရောတွယ်ဝဲအလင်းရောအယောင်ကတစ်မျိုးတည်းပဲထွက်နေဒါကအတူပေါ့သူရှင်းပြလာတာနည်းနည်းပေါ့ပြန်ပြအဲ့အောက်တယ်တော့ပြောဒီချုပ်ရိုးတွေလည်းတော်တော်မိုက်တယ်ဒါမဲ့လုံးဝစစ်တိုင်းနေပါပဲတိုင်းကျော်ဖို့ဆိုရဲဆိုပြောလာပါတယ်အဲ့တော့ကျွန်တော်လည်းဟုတ်ပါတယ်ပေါ့ပြီးတော့နောက်တစ်ခုထပ်ပြောပြချင်တာဒီမှာ Amazon စာလေးတုံးထားတာ Amazon fashion Amazon ရဲ့ဒီကလေးကလည်းပြောပြရမှာဆို Nike ရဲ့ကိုပိုင် formula ပေါ့ဒီသူတို့ရဲ့ဒီအောက်ခံ mid sole လေးနားမှာဟွာရှိတယ်ဗျလေအဲ့ bag လေးတခုထားတာအဲ့ bag လေးကကျွန်တော် running shoe တွေမှာအရန်အသုံးများတယ် running shoe တွေဒီ Amazon ဟွာကို Amazon ဒီပညာကိုဒီအခြားဒီ Olympic တို့ဘာတို့မှာဆိုရင်တော့ band ထားတယ်အရန်ကောင်းလို့တဲ့မလားအရန်အပြည့်တန်တယ်မဒီကခြေရောက်တစ်ချက်ချလိုက်လေချရရှင်မှာတော့အဲ့လိုပြန်ပြီးတော့ခုံနိုင်တဲ့စွမ်းပြီးပြန်ပြီးတော့ပြန်ပေးတဲ့စွမ်းအင်ကတော်ကောင်းနေဆိုတော့အဲ့ဟာကိုတုံးထားရဆိုတော့ဒါကောင်က running shoe လေးတုံးလို့ရတယ်ဟောပြီးပါဆိုတဲ့အဆင်ပြေပြောရအဲ့ဒါကမိုက်တာဗျာဒီကောင်က artifact ကဗျာ artifact က real နဲ့ metaverse နဲ့ကိုဟွာလောက်ထားပြ wall matching လောက်ထားပြတဲ့ဟာဆိုတော့ဒီကောင်ကဆိုင်ရမိုက်တာဒီ 3D dimension ထဲမှာပေါ့လေဒါပေါ့ကျွန်တော်နေရာ 3D dimension ကို 4D dimension တော့ 4 dimension တော့မဟုတ် 4 dimension ကတော့လေယာအနံ့အမြင့်အချိန်ထားဒါကဒီစင်ကားနဲ့မဆိုင်တဲ့ကျွန်တော်လည်းမရဘူးရှားနေနေရှိချင်တော့အဲ့ဒီတုံးထားပြတယ်ပေါ့အဲ့ဆိုင်ရမိုက်တယ်ဗျာပြီးတော့ Sunday ခွာလေးတိုင်းတုံးထားပြတယ်ပြီးတော့ဒီနားမှာတော့ဒါ plastic တုံးထားဒါပေမဲ့ဒီကောင်ကျွန်တော်မှ3ခေါက် blocking လုပ်ခဲ့တဲ့အချိန်မှာဗျာ3ခေါက် blocking လုပ်ခဲ့တဲ့အချိန်မှာထမတစ်ခေါက်ဆုံးတစ်ခေါက်လားဒုတိယတစ်ခေါက်လားမှတ်မိဘူးဆိုတော့ဟိုလို့ချင်မှာဒီလိုအလင်းနဲ့ထိုးအခုဖုန်းကတော့ကျွန်တော်ဖုန်းနဲ့ရိတ်နေတာဒီမှာ budget plan လေးဆိုအဲဒီဖုန်းနဲ့ဒီအလင်းနဲ့ထိုးတဲ့အချိန်မှာဒီကောင်ကအဲ့လိုအလင်းပြန်တယ်လို့တော့ရှိတယ်ဗျာ
is maybe sound မိုက်တာဗောတင်မလားဒါပေမဲ့နောက်တစ်ခေါက်တွေပြန်လုပ်တဲ့ချိန်ကျတော့တိတ်မထွက်တယ်လို့ပဲကျွန်တော်ပဲသတိထားမိမှားတာလားဘာလားတခြားမသိဘူးဒါပေမဲ့အလင်းကတော့ပြန်တယ် yeah and ပြီးတော့ဒီ Joe ကတော့ reflection ကိုသုံးထားပြတယ် sound မိုက်တယ်ပြောမယ်ပြီးတော့အဓိကပြောချင်တာကျွန်တော်တို့ကတော့အရန်ကြီးကိုတစ်ခါမှမကြုံဘူးတော့ပြီးတော့ဒီအောက်ခံဆိုကတော့ rubber ပါဒါပေမဲ့တပေလောက်တစ်လက်မလောက်မြင့်နေဗျတစ်လက်မမြင့်လို့ကျွန်တော်တစ်ခါမှလို့နည်းနည်းအရင်ကြီးတစ်လက်မမြင့်နေအဲ့လို sneaker ကျွန်တော်တစ်ခါမှလို့မြင့်နေတိတ်မကြိုက်တဲ့ထဲပါတယ်ဗျာကျွန်တော်အရက်ပူရဆိုရင်ဘာစနေပါရဆိုရင်အဲ့လိုမျိုးဆိုရင်ဒီအဲ့လိုမျိုးဘာလို့အမြင့်ဖြစ်နေမယ်လို့ဝယ်တော့အဲ့လိုအမြင့်ဖြစ်နေမယ်လို့ထင်ထားခဲ့ဘူးဗျာဒါပေမဲ့ဖြစ်လာတော့လေစိုးပေါင်မိုက်ပါသူအဲ့လိုတလက်မလောက်မြင့်နေတယ်ဆိုတာလေမြင့်တင်တယ်ဘာလို့လဲအဲဇွန်ကဒီအဲ့လိုအောက်ဆိုးလေးမှာဘက်လေးဒီလေးအိတ်လေးတခုတေးသေးလေးပါနေအဲ့လေးအိတ်လေးကထည့်ထားမှာဆိုတော့တလက်မလောက်မြင့်လာ is supposed to be ပြီးတော့ mic တယ်ပြီးတော့နောက်တစ်ခုအဓိကထပ်ပြောပြချင်တဲ့အရာတစ်ခုထပ်ဖြစ်သွားပြီဒီလိုလေးထားပြီးဒီလိုလေးထားလိုက်မယ်သူက Nike ဒီဘက်မှာ Nike တွေရှီဘိုဘက် Nike ပြီးတော့ဒီအတွင်းပိုင်းကတော့ Artifact ရဲ့ logo ပေါ့ပြီးတော့အဓိကပြောချင်ညာဘက်ဒီရှင်မြတ်စီနာလောက်မှာပေါ့ဒီရှင်မြတ်စီအနောက်နာလောက်မှာဒီလို FD chip လေးပါတယ်ဗျာ FD chip လေးမြုပ်ထားတယ်အဲ့ FD chip မြုပ်ထားတာအရင်မိုက်တယ်သူကအစရှင်းတော့ကျွန်တော်လည်းနည်းနည်းဒါကနည်းနည်းဖာဖြစ်ဖို့လိုသွားပြီအဲ့ဘာတိူဗျာဒါပေမဲ့ကျွန်တော်တခြားတိူဆိုပေမဲ့တီးချင်ကျွန်တော်လင်းချပေးလိုက်ပြီလေမြန်မာနိုင်ငံရဲ့လူဒန်းစားတွေရောနိုင်ငံခြားရောက်နေတဲ့တော်သားတွေရောအဓိကလိုအပ်တဲ့ຢာတစ်ခုဖြစ်သွားတယ်တီးဖို့လိုအပ်တဲ့ຢာတစ်ခုဖြစ်သွားတယ်သူကပိုင်စိန်ချောင်းပြပိုင်ကျွန်တော်ပိုင်စိန်ချောင်းကျွန်တော်နာမည်ပေါက်ဖြစ်နေတဲ့အရာမျိုးပြောရင်ဒီ digital contract လိုမျိုးဖြစ်နေတဲ့ဟာမျိုးကျွန်တော်ပိုင်စိန်ချောင်းပြတဲ့ဟာမျိုးဒါကလုံရင်လွယ်ကူအဲ့လိုကျွန်တော်ဖုန်းလေးတော့ပြီးတော့ဒီလိုဆက်လိုက်တာ ਨੇ ဒါစစ်တူဆိုပြီးပေါ်တာတော့မဟုတ်ဘူးတစ်ခါကျရင်ဒါအစစ်လို့ကျွန်တော်စစ်တူပေါ်ရဆိုမဲ့နာမည်ပေါင်းနေပေါ်တာမျိုးလေလုပ်ရမယ်ကျွန်တော်တည်တလောက်ပေါ့လေဒါကအရင်ဆုံးဒီ FD application ကို down ပြီး FD application မှာမဟုတ်ဒီ ara ဆိုတော့ဒီအဲ့ YouTube အမောင်းစင်းကြီးကြည့်တယ်မှာလေ ara နဲ့ FD application နှစ်ခုအဲ့နှစ်ခုတုံးတာများတော့အဲ့နှစ်ခုပြောပြဒီပေါ့ကျွန်တော်ဒီကပြောချင်တော့ FD application ပဲ FD application ဖောက်လိုက်တယ်ပြီး digital wallet ထည့်တယ်ကျွန်တော်တို့ဖုန်းနဲ့ digital wallet တွင်တော့ credit card ဖုန်းနဲ့ထည့်တာလေ credit card ကိုဒီ MT ဘာနဲ့ချိန်ပြီးတော့ digital wallet ထည့်လိုက်တယ် FD account ဖောက်ပြီးတော့ digital wallet ထည့်လိုက်တယ်ထည့်ပြီးတာနဲ့ပြီးသေးဘူးပြီးတော့ဒီကျွန်တော်တို့ Artifact ရဲ့ application ဖြစ်ဖြစ်ဒါမဲ့ကျွန်တော် website တွေတော့ website ထဲမှာအကောင့်ဖောက်တယ်အကောင့်ဖောက်ပြီးတော့ digital FD အကောင့်နဲ့ပြန်ချိတ်တယ်ပြီးတော့ digital wallet ပြန်ထည့်တယ်ထည့်ပြီးရတယ်ဒီကောင်ကို register လုပ်လိုက်တယ် register လုပ်လိုက်ဒါကပိုင်ဆိုင်ကြောင်းဖြစ်သွားတယ်အဲ့လိုပိုင်ဆိုင်ကြောင်းဖြစ်သွားတယ်ဆိုတော့ဒီအင်ရှမ်မြေလောက်တလို့ပဲဗျာအုံနာဘုတ်ကားရောင်းရင်လည်းအုံနာဘုတ်တွေပါပေးရတော့ဗျာဒါကိုကျွန်တော်ကအကြောတန်ရှင်တယောက်စီရောင်းမယ်မောင်ဖြူစီရောင်းမယ်ဆိုတော့ဒီဖနက်က physically ရတော့သူကကျွန်တော် cash ပေးတယ် cash ပေးလိုက်ဆိုတော့ကျွန်တော် cash နဲ့ယူပဲတော့ရော့အတင်းပဲပေးလိုက်လို့မရသေးပဲနဲ့ရော့သူ့ကိုလွှဲပေးမယ်ဆိုပြီးတော့သူ့ data တွေကိုကျွန်တော်ကဒီကျွန်တော်ပိုင်ဆိုင်ကြောင်းပြထားတဲ့ data တွေကိုသူ့ကိုပြန်ပြီးတော့ကျွန်တော်ကဖြုတ်ပေးအေးပေါ့ရိုးရှင်းစင်းတော့ဖြုတ်ပေးလိုက်တာဒါပေမဲ့ကိုယ့်ကိုအဲ့လိုပြန်လွှဲပေးလို့ရတယ်အဲ့လိုမျိုးပိုင်ဆိုင်ကြောင်းနဲ့တတိစာလှုပ်ရှုံနေတဲ့ဟာပေါ့ဒါပေမဲ့နောက်ဆက်ရှောက်မှာဒါကပြန်ပြီးတော့ဖြုတ်ပစ်ဖို့များတယ်လို့တော့တွေ့ထားတဲ့အဲ့တရင်တစ်ခုမှတွေ့တာနောက်15ဇူလိုင်လောက်ကလေးကအဲ့လိုဖြစ်နေတာပေါ့အဲ့ကြောင့်မို့လဲဈေးကတော့ထိုးကျလာတာဗျာဒီပေါ်တော့2016လောက်ထိဒီ program က set run မယ်တခြားမသိအဲ့ဒါပဲပြီးတော့ဒီအောက်ခံဆိုတွေကတော့တီးရှင်တော့ကိုကြီးမိရဲ့ဟွာမှာတက်ကြည့်လို့ရတယ်အောက်ခံဆိုမှာအဲ့လို program လေးတွေရိုက်ထဲတာဒါပေမဲ့ထူးတော့မဟုတ်ဘူးဆိုမယ်ဒါလည်းထူးဆန်းပါလေကိုဒီလာလောက်လာဆိုဘယ်မှာလောက်တာတယ်မလားဆိုင်ဘောချိုင်းဆိုင်တော့မတော့အဝတ်တွေပေါ်မှာတယ်မျိုးမင်း provide you စာချိုင်းထားလိုက်လို့ပါပဲပါမလည်းမလုပ်တဲ့ဟာဆို hype တယ်လို့ပဲကျွန်တော်တော့ကြိုက်တယ်အဲ့ဘယ်ပေါ့ကျွန်တော်ထရီထူကတော့တိတ်မရှိဘူးဆိုမယ် mic တယ် hype တယ်ဈေးလဲ mic တယ်တော့လဲ mic တယ်ပြီးတော့အေးပေါ့ဒါပါပဲကျွန်တော်ကတော့ထရီထူတိတ်မရှိဘူးကျွန်တော်ကလိုအပ်ချက်တွေလဲရှိသွားမယ်ပြီးတော့ဒါမှမဟုတ်ဒီ
အချို့သော data တွေကမှားယွင်းဖြစ်နေဖြစ်သွားတယ်ဘာလို့ဆိုတော့ကျွန်တော်ကတဲ့ဟာကိုစာအုပ်ထဲချမရေးပဲနဲ့အလွတ်ချက်တာလည်းမဟုတ်ဘဲနဲ့စာရေးဖတ်တယ်ဖတ်ပြီးတော့ချင်း plain ကြီးထားပြောလိုက်တာဆိုတော့ sorry ပါနည်းနည်းပါးပါ data တွေလွဲချော်ဖြစ်သွားရင်လည်းကျွန်တော်ထောက်ပြပေးပါအားလုံးကိုကျေးဇူးတင်ပါတယ်နောက် unboxing တွေမှာထပ်ဆုံမယ်ခုကတော့ FKT နဲ့ Artifact နဲ့ Nike နဲ့ collab လုပ်ထားတယ် Genesis OG ရဲ့ unboxing လေးပါဘူးလို့တော့တိတ်ရမယ်မထင်ဘူးပြီးတော့အရင်လိုခံစားဖို့ဖြောဖြေးလေးတခုမှဖြစ်လာဘာဖြစ်လဲကြွားဖို့လေးဖြစ်သွားတယ် sorry ပါ I'm sorry about that ခုလိုခီးထဲမှာတော့ရှင်ရတဲ့မကောင်းဆိုတော့ mentally ကအရင် mentally breakdown အရင်လွယ်တယ်ဗျာနိုင်ငံကြီးကအဲ့ဒါကဘာလို့လဲဆိုတော့မြန်မာနိုင်ငံမှာပဲရှိတဲ့လူတွေမဟုတ်ဘူးနိုင်ငံခြားရောက်နေတဲ့မြန်မာလူမျိုးတွေအပါပဲအကုန်လုံး mentally breakdown ရန်လွယ်တယ်ညတော့ mentally ကိုရန်ကြိုးစိုက်ကြပါပြီးရင်ခုဆိုရင်လှုပ်ချင်တာကိုလှုပ်ပါစားချင်တာကိုစားပါသွားချင်တာကိုသွားပါ take care the man